အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ 3D ဖော်ကောင် channel ကနေပြီးတော့ဒီကနေ့မှာပြန်လဲကြိုဆိုပါရခင်ဗျာဒီကနေ့မှာကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်ပြန်လဲမျှဝေပြီးတော့တင်ဆက်ပေးချင်တာကတော့လာမယ့်ကျွန်တော်တို့တရက်9လပိုင်းကျွန်တော်တို့2026မှာထွက်မယ်ကျွန်တော်တို့နော် 3D ကိုဒီကနေ့မှာထပ်မှတ်ပြီးတော့ကျွန်တော်မိတ်ဆွေတို့ကျွန်တော်ကထိတ်စီအလဲတိုင်းနောက်ပြီးဆိုပြီးတော့ကနကောက်တစ်ခွက်ကိုဒီကနေ့မှာထပ်မှတ်ပြီးတော့ပြန်လဲမျှဝေတင်ဆက်မှာဖြစ်တယ်ဒီကနေ့မှာတင်ဆက်ပေးတဲ့ site ကအကောင်းဆုံးလည်းဖြစ်တယ်ထပ်မှတ်ပြီးတော့လေကျွန်တော်မိတ်ဆွေဆို CC လေးကျွန်တော်ကပြန်လဲမျှဝေပေးထားတယ်ဒီကနေ့ကဒီချိန်အတွက်အရန်ကိုကောင်းမွန်တဲ့ site ဖြစ်တယ်ဒီကနေ့မှာကျွန်တော်မိတ်ဆွေတို့ကျွန်တော်ကတင်ဆက်ပြသပေးမှာဆိုတော့ဒီကနေ့မှာကျွန်တော်တင်ဆက်မဲ့ကျွန်တော်ဒီလက်တွဲမှုလေးကိုမပြသပေးခင်ကျွန်တော်ရဲ့ YouTube channel ဖြစ်တယ်။တတိတိဖော်ကောင်ကိုလည်း subscribe ဆိုတဲ့နေအောင်စာတန်းနဲ့ဒီပေးနာခေါင်းလောက်လေးကိုမတိရသေးလေဒီကပေးစီချင်ပါတယ်။ဒီကနေ့အတွက်ကဏ္ဍကအချိန်ဆုံးထဲကမှအကောင်းဆုံးကိုထောက်ကူပြမဲ့နံပါတ်ကိုမှရွေးချယ်ပြီးတော့ထုံထုတ်ပြသပေးလိုက်တာဖြစ်တဲ့အတွက်ကျွန်တော်တင်ဆက်မဲ့ဒီထိတ်စီးတွေအလဲထိုင်တွေနောက်ပိတ်တွေကိုကျွန်တော်မိတ်ဆွေတွေအစအဆုံးကြည့်ရှုစေချင်ပါတယ်။အကြိုက်ဆုံးအကောင်းဆုံးဖြစ်တဲ့အတွက်ကျွန်တော်မိတ်ဆွေတွေအကြိုက်နဲ့တတ်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်။တကယ်လို့ကျွန်တော်မိတ်ဆွေရှိပါလေအကောင်းဆုံးကဏ္ဍတွေရှယ်ဆိုချစ်ချင်းပြန်လဲမျှဝေသွားလို့ရပါတယ်ခင်ဗျာ။ဟုတ်ကျွန်တော်တို့အရင်ဆုံးနေတယ်ပေါ့နော်ကြော်မိတ်ဆွေတွေကိုကျွန်တော်ကထိတ်စီစိုက်လေးကိုအရင်ဆုံးပြသပေးချင်ပါတယ်ကျွန်တော်ထိတ်စီပထမမူလေးကိုကျွန်တော်တို့အရင်ဆုံးကြည့်ကြအောင်ခင်ဗျဟုတ်ကဲ့ကျွန်တော်တို့ထိတ်စီစိုက်ကလေးကကျွန်တော်ဘေးကနေပြီးတော့ဆက်တယ်ထွားတယ်လေဆိုရှင်ကျွန်တော်ဒီမှာရှိရကျွန်တော်က1ရယ်2ရယ်ခွန်ရယ်ကိုပေါင်းတယ်ပေါ့နော်1 2ခွန်ပေါင်းခြင်းကိုယူတယ်1 2ခွန်ပေါင်းခြင်းကတဲ့ကျွန်တော်ဒီနေရာမှာပါရလဲကျွန်တော်တို့ဒီ3ညကိုကျွန်တော်တို့ရရှိတယ်ခင်ဗျအဲ့3ညဒီဘယ်လိုပုံစံဆင်းတယ်လဲဆိုရင်ကျွန်တော်ဒီမှာရှိတယ်3ညရယ်3ရယ်ခွန်ရယ်3ည3ခွန်ပေါင်းခြင်းကလည်းကျွန်တော်ဒီနေရာမှာပါရလဲ3ညဆိုပြီးတော့ပဲဆင်းပါတယ်ခင်ဗျဒီမှာ3လုံးပေါင်းခြင်း3ညဒီ3လုံးပေါင်းခြင်း3ညဆိုပြီးတော့ပုံစံပေးတယ်ဒီလိုပုံစံနဲ့ကျွန်တော်ကထိတ်စီဆိုင်ကိုရှာဖွေပြီးတော့ကျွန်တော်ရဲ့မိတ်ဆွေအတွက်ပေါ့နော်လာမယ်ကျွန်တော်ဒီတရက်9လပိုင်း2026အတွက်ကိုဒီပုံစံနဲ့ဖန်တီးပြီးပြတာတင်ဆက်ပါဖြစ်ပါတယ်ခင်ဗျကျွန်တော်မိတ်ဆွေလေးဒီ site ကိုတော့ကြိုက်နေတတ်မယ်ထင်ပါတယ်ဟုတ်ကဲ့ပြီးရင်ကျွန်တော်နောက် site ကိုဆက်သွားမယ်နောက် site ကလည်းကျွန်တော်ဘေးကထပ်ယူမလဲဆိုလို့ရှိရင်ကျွန်တော်ဒီမှာရှိတယ်ခွန်ရယ်ပေါ့နော်ခွန်3လုံးပေါင်းခြင်းကိုယူပါတယ်ခွန်3လုံးပေါင်းခြင်းရတယ်ကျွန်တော်ဒီမှာပါရတယ်ကျွန်တော်တို့ဒီတစ်ဆိုပြီးတော့ရရှိတယ်အဲ့ဒီတစ်တွေပါဖြစ်တယ်ကျွန်တော်ဒီမှာရှိတယ်3ရယ်ခွန်ရယ်1ရယ်3ခွန်1ပေါင်းခြင်းရတယ်ကျွန်တော်ဒီမှာဖြစ်သွားတယ်တစ်ဆိုပြီးတော့ပဲဆင်းသွားတယ်1 2ခွန်ပေါင်းတာ3ညမို့လို့3ည3ခွန်ပေါင်းခြင်း3ညဆိုပြီးပုံစံတို့ပြန်ကြတယ်ဒီမှာလည်းခွန်3လုံးပေါင်းတာ1မို့လို့3ခွန်1ပေါင်းခြင်းရတယ်တစ်ဆိုပြီးတော့ကျွန်တော်တို့ပြန်လဲပြီးတော့ရရှိသွားတဲ့ပုံစံဖြစ်ပါတယ်အခုထပ်ပြီးတော့ကျွန်တော်မိတ်ဆွေတွေကျွန်တော်ပြန်လဲမျှဝေတင်ဆက်ပေးတော့မှာကလာမယ့်တာဒီတရက်ခွင်လပိုင်း2026မှာထွက်မယ်3Dရဲ့ကျွန်တော်မိတ်ဆွေတွေထိတ်စီလေးကိုကျွန်တော်မျှဝေတင်ဆက်ပေးတော့မယ်ဖြစ်တယ်အဲ့ဒါကလည်းကျွန်တော်ဘယ်လိုထိတ်တယ်ဆိုရင်ကျွန်တော်ဒီမှာရှိရရှိရခွန်ရဲ့3ညရေကိုပေါင်းနေ8ခွန်3ညပေါင်းခြင်း8ခွန်3ညပေါင်းခြင်းကလည်းကျွန်တော်ဒီနေရာမှာပါရတယ်ဆိုကျွန်တော်တို့ဒီ9ကိုပေးပါတယ်ခင်ဗျအဲ့ဒီ9ရေပါဖြစ်ရမယ်ကျွန်တော်ဒီမှာရှိရခွန်ရဲ့1ရေလွတ်နေတဲ့ကဏ္ဍတစ်လုံးပေါင်းခြင်းဒီကျွန်တော်တို့ကပါဖြစ်ရမယ်ဆိုတော့9ဆိုပြီးဆင်ရခွန်1ပေါင်းခြင်းကကျွန်တော်ဒီမှာ10ပဲရှိပါသေးတယ်ခင်ဗျ10ကိုကျွန်တော်တို့က9ဖြစ်ခြင်းเนาะဒီမှာခွန်တစ်လုံးထည့်လိုက်ရင်အဲ့ဒီမှာရရှိတဲ့ခွန်ဒီလာမဲ့တာကျွန်တော်ဒီရခွန်လပိုင်း2026မှာထွက်မယ်တတိဒီရဲ့ထိတ်စီဖြစ်တယ်ခုဆိုကျော်မိတ်ဆွေတွေမြင်တွေ့တဲ့အတိုင်းပဲခွန်ထိတ်စီတွေကတော့လာမဲ့တာတရက်နေ့တော့ရရှိပြီဆိုတော့ဒီခွန်ထိတ်စီ site တွေကိုလည်းကျော်မိတ်ဆွေတွေကြိုက်တွေ့လိမ့်မယ်လို့ကျွန်တော်ကတော့ယုံကြည်ပါတယ်ခင်ဗျာဟုတ်ကဲ့အခုဆိုရင်တော့ကျွန်တော်တို့ထိတ်စီပထမမူလေးပြီးပြီဆိုတော့နောက်ထပ်အနေနဲ့ကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်ကအလဲထိုင်မူလေးကိုထပ်ပြီးတော့ပြသသွားပါမယ်ဟုတ်ကျွန်တော်တို့အလဲထိုင်မူလေးကိုကြည့်အောင်လဲထိုင်မူကလည်းကျွန်တော်ရှိတာเนาะဒီထိတ်စီနဲ့ပြောင်းမြန်ပေါ့เนาะ1ရယ်6ရယ်3ညရောပေါင်းတယ်1 6 3ညပေါင်းခြင်း1 6 3ညပေါင်းခြင်းကလည်းကျွန်တော်ဒီနေရာမှာပါရလဲခွန်ကိုပေးတယ်အဲ့ဒီခွန်ကိုပါဝါချေပါရလဲနှစ်ဆိုပြီးတော့ပေးပါတယ်ခင်ဗျာအဲ့ဒီနှစ်ဒီကျွန်တော်တို့ဘယ်လိုဖြစ်ရမလဲဆိုတော့ကျွန်တော်ဒီမှာရှိရခွန်ရယ်ရှိရယ်เนาะကျွန်တော်တို့ sorry เนาะဒီမှာရှိရခွန်ရယ်ရှိရယ်ကိုကျွန်တော်တို့ကပေါင်းယူသွားမှာဖြစ်တယ်ဒီမှာတော့ခွန်8ခွန်ပေါင်းခြင်းကိုယူမှာဖြစ်တယ်ကျွန်တော်ဒီမှာကပြောတာမှာပါတယ်ကျွန်တော်တို့ဒီမှာ1 6 3ညပေါင်းခြင်းခွန်ပေါင်းပါ2မို့လို့ကျွန်တော်ဒီမှာရှိရခွန်ရယ်ရှိရယ်ခွန်ရယ်ကိုပေါင်းတယ်ခွန်8ခွန်ပေါင်းခြင်းရတယ်ကျွန်တော်ဒီမှာဖြစ်သွားတယ်နှစ်ဆိုပြီးတော့ဆင်ပါတယ်ခင်ဗျာနော်သုံးလုံးပေါင်းခြင်းကိုပါဝါမှုသုံးလုံးပေါင်းခြင်းပြန်ကြပုံစံနဲ့အလဲထိုင် site ကိုဖမ်းပြီးတော့ကျွန်တော်မိတ်ဆွေအတွက်ကျွန်တော်ဒီလာမဲ့တာကျွန်တော်တို့ကြာသာပရိနေ့ sorry ကျွန်တော်တရက်9လပိုင်း2026အတွက်ကိုဒီပုံစံနဲ့ဖန်တီးမှာဖြစ်တယ်ဟုတ်ကဲ့ပြီးနေကျွန်တော်နောက် site ကိုကြည့်အောင်မယ်နောက် site ကလည်းကျွန်တော်ဒီမှာရှိတယ်ကျွန်တော်တို့ဘေးကနေ site လို့ဆိုခွန်ရယ်
နော်3ညရဲ့3ရက်ကိုပေါင်းတယ်ခွန်3ည3ပေါင်းခြင်းခွန်3ည3ပေါင်းခြင်းရတယ်ကျွန်တော်ဒီမှာပါရလဲဆိုတော့3ညကိုပေးတယ်3ညကိုပါဝါချိန်လေးပါရကျွန်တော်ဒီမှာ9ဆိုပြီးပေးတယ်အဲ့ဒီ9ရက်ပါဖြစ်ရမယ်ကျွန်တော်ဒီမှာရှိရဲ3ညရဲ့ခွန်ရဲ့8ရဲ့3ညခွန်8ပေါင်းခြင်းရတယ်ကျွန်တော်ဒီမှာဖြစ်သွားတယ်9ဆိုပြီးစင်းတယ်163ညပေါင်းတာခွန်နဲ့ခွန်ပါဝါ2မို့လို့ခွန်8ခွန်ပေါင်းခြင်းနဲ့ခွန်3ည3ပေါင်းခြင်းက3ည3ညပါဝါ9မို့လို့3ညခွန်8ပေါင်းခြင်းကလည်းကျွန်တော်ဒီနေရာမှာ9ဆိုပြီးတော့ရရှိသွားတယ်ပုံစံဖြစ်တယ်ကျွန်တော်မိတ်ဆွေလည်းဒီနေ့မှာတက်ဆက်တဲ့ထိပ်စီးလေထိုင်နောက်ပိတ်တွေရောကျိုင်းနေတဲ့မကျွန်တော်လုံးဝယုံကြည်တယ်အခုဆိုတော့မြေတွေ့တဲ့အတိုင်းပဲအလေထိုင်စိုက်လေးရလည်းပေါ်ထွက်လာပြီအခုထပ်ပြီးတော့ပြသပေးမယ်စိုက်ကတော့လာမယ်ဒါကျွန်တော်ဒီရက်9လပိုင်း2026မှာထွက်မယ်3ရက်လေထိုင်မှုဖြစ်တယ်ဟုတ်ကဲ့အဲ့ဒါကလည်းကျွန်တော်ပြထည့်ယူတယ်ဆိုရင်ကျွန်တော်ဒီမှာ8ရက်3ရက်ခွန်ရက်ကိုပေါင်းတယ်83ခွန်ပေါင်းခြင်း83ခွန်ပေါင်းခြင်းရတယ်ကျွန်တော်ဒီမှာပါရလေ8ကိုပေးတယ်8ကိုပါဝါချိန်တယ်ကျွန်တော်ဒီမှာပါရလေ3ကိုပေးတယ်အဲ့ဒီ3ဒီလေဘာဖြစ်ရမလဲဆိုတော့ကျွန်တော်ဒီမှာရှိတယ်4ရက်8ရက်လွတ်နေတဲ့ကဏ္ဍလုံးပေါင်းခြင်းဒီကျွန်တော်တို့က3ဖြည့်ရမယ်ဒီမှာ8 4ပေါင်းခြင်းကကျွန်တော်တို့က2ပဲရှိတယ်2ကို3ဖြည့်ချင်ရင်ကျွန်တော်တို့ကဒီမှာတစ်တလုံးထည့်လိုက်ပေါ့နော်ကျွန်တော်တို့အဲ့ဆိုရင်481ပေါင်းခြင်းက3ဆိုတော့ဖြည့်လိုက်တဲ့တစ်ကတော့ကျွန်တော်မိတ်ဆွေတွေလာမဲ့တာကျွန်တော်တို့ဒီရက်9လပိုင်း2026မှာထွက်မယ်3Dရဲ့လေတိုင်းဖြစ်ပြီအခုဆိုကျွန်တော်မိတ်ဆွေတွေမြင့်တွေ့တိုင်းပဲခွန်ထိတ်စီနဲ့တစ်လေတိုင်းဆိုပြီးတော့ခွန်တစ်အတွဲလေးကတော့ကျွန်တော်မိတ်ဆွေတွေရရှိလာပြီဖြစ်တယ်ကျွန်တော်မိတ်ဆွေတွေကျွန်တော်တင်ဆက်ပေးတဲ့ဒီခွန်တစ်အတွဲလေးတွေနဲ့တစ်လေတိုင်းပုံစံလေးကိုကြိုင်နေတတ်မယ်ထင်တယ်အရင်ကလည်းလှပါတယ်ကျွန်တော်တို့ကနန်းနော်နှလုံးဖြစ်တယ်ပေါ့နော်အခုဆိုရင်တော့ကျွန်တော်တို့မြင်တွေ့တဲ့အတိုင်းပဲထိတ်စီနဲ့အလဲထိုင်ရသွားပြီဆိုတော့ကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်ကနောက်ပိတ်ဆိုင်လေးကိုထပ်ပြီးတော့ပြန်လဲမျှဝေတင်ဆက်မယ်ဟုတ်ကျွန်တော်တို့နောက်ထပ်နောက်ပိတ်လေးကိုထပ်ပြီးတော့ကြည့်ကြအောင်နောက်ထပ်နောက်ပိတ်ခလေးကလည်းကျွန်တော်တို့ဘယ်နေရာနေပြီးတော့ထပ်ယူမလဲဆိုလို့ရှိရင်ကျွန်တော်ဒီမှာရှိတယ်ကျွန်တော်ကဒီမှာရှိတဲ့2ရဲ့1ရဲ့ခွန်ရက်ကိုပေါင်းတယ်2 1ခွန်ပေါင်းခြင်း2 1ခွန်ပေါင်းခြင်းရတယ်ကျွန်တော်ဒီမှာပါရတယ်ဆိုတော့ကျွန်တော်တို့ဒီ3ညကိုပေးတယ်နော်အဲ့ဒီ3ညကိုကျွန်တော်တို့ကနောက်တစ်ဆင့်အနေနဲ့ကျွန်တော်နှက်ခတ်ချိန်ရင်3ညနှက်ခတ်ဒီပါရလေခွန်ကိုပေးတယ်အဲ့ဒီခွန်ဒီဘာဖြစ်လဲဆိုတော့ကျွန်တော်ဒီမှာရှိတယ်3ညခွန်ရဲ့3ညရဲ့ပေါင်းခြင်းရတယ်ကျွန်တော်တို့ကခွန်ကိုပေးတယ်3လုံးပေါင်းခြင်းဒီနှက်ခတ်မူရမယ်ပုံစံနော်နှစ်1ခွန်ပေါင်းခြင်းက3ည3ညနှက်ခတ်ခွန်မို့လို့ခွန်3ညပေါင်းခြင်းကျွန်တော်တို့ကခွန်ဆိုပြီးပေးသွားတယ်ဒီလိုပုံစံနဲ့ပဲနောက်ဘေးဆိုင်လေးကိုကျွန်တော်ကလာမယ်တရက်9လပိုင်း2026မှာထွက်မယ်ဒုတိယနောက်ဘေးအကောင်းဆုံးထက်ကအကောင်းဆုံးဒီပုံစံနဲ့ဖန်နေပြီးကြောက်မိတ်ဆွေတဲ့ကဏ္ဍကောင်းတစ်ခွက်ကိုကျွန်တော်ကတွဲဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကြောက်မိတ်ဆွေလည်းကြိုက်တွေ့မဲ့ဆိုင်လေးဖြစ်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်ခင်ဗျာဟုတ်ကဲ့ပြီးရင်ကျွန်တော်နောက်တစ်ဆိုင်ကိုဆက်သွားမယ်နောက်ဆိုင်ကလည်းကျွန်တော်တို့ဘယ်ကနေထပ်ယူတယ်ဆိုရင်ကျွန်တော်ဒီမှာရှိတယ်ခွန်ရဲ့8ရက်ကိုပေါင်းတယ်ခွန်8ပေါင်းခြင်းခွန်ပေါင်းခြင်းက4နဲ့8နဲ့ပေါင်းခြင်းက2ဆိုပြီးတော့ကျွန်တော်တို့ရရှိတယ်အဲဒီနှစ်ကိုပါဝါချင်းပါရလေ2ကိုနှက်ခတ်ချင်းပါရလေ2ရဲ့နှက်ခတ်ဒီကျွန်တော်တို့ဒီမှာပါရလေ4ဆိုပြီးပေးတယ်အဲ့ဒီ4ရေပါဖြစ်မလဲကျွန်တော်ဒီမှာရှိတဲ့3ညရဲ့4ရဲ့နှလုံးပေါင်းခြင်းရတယ်ကျွန်တော်4ကိုပေးသွားတယ်2 1ခွန်ပေါင်းခြင်းက3ညနှက်ခတ်ခွန်နော်မှာကျွန်တော်တို့ခွန်3ညမှာခွန်8ပေါင်းခြင်းကနှစ်နှစ်ခတ်4 3ည4ပေါင်းခြင်း4ဆိုပြီးပြီးတဲ့နောက်ဝိပုံစံဖြစ်တယ်ရန်ကုန်လည်းအားရစရာကောင်းတယ်နောက်ရက်မှာလည်းကြောမိတ်ဆွေကျွန်တော်နှစ်ချုပ်တဲ့တံပိုးတွေကိုတင်ဆက်ဖို့ရှိတယ်အဲ့ဒီဗီဒီယိုလေးကိုလည်းကြောမိတ်ဆွေတွေချင်းနဲ့ပြင်ချင်းထပ်မှတ်ပြီးတော့ကြည့်ရှုခြင်းနဲ့ဆိုရင်လည်းကြောပြီးတော့ဖိုင်လေးယောက်ကအနည်းအောင် subscribe ဆိုတဲ့စာတန်းနဲ့သူ့ဘေးနာခေါင်းလောက်လေးကိုတီးထားရဖြစ်ပေါ့နော်ကျွန်တော်တည်တင်မြဗီဒီယိုတွေကိုကျွန်တော်မိတ်ဆွေတွေချင်းနဲ့ပြင်ချင်းထပ်မှတ်ပြီးတော့ကြည့်ရှုနိုင်မှာဖြစ်တယ်အခုဒီကနေ့မှာတော့ကြောမိတ်ဆွေတွေအတွက်ကျွန်တော်ကတော့ထိစီလေလိုက်နောက်ဘက်ကိုမှကျွန်တော်တစ်ဆိုင်ချင်းစီယူဆက်ပြီးကဏ္ဍကောင်းတွဲဆက်ပေးထားတာဆိုဒီဆိုင်ကလည်းကျွန်တော်မိတ်ဆွေကြိုက်ဆုံးတယ်မှာပါမယ်လို့ယုံကြည်တယ်အခုဆိုတော့ဒါမဲ့ကျွန်တော်ဒီရက်9လပိုင်း2026မှာထွက်မယ်တတိယနောက်ဘက်ဆိုင်ကိုကျွန်တော်တင်ဆက်ပေးတော့မယ်အဲ့ဒါကလည်းကျွန်တော်မြင်တွေ့အတိုင်းပဲကျွန်တော်ဒီမှာရှိရခွန်ရ8ရခွန်ရကိုပေါင်းပါတယ်ခွန်8ခွန်ပေါင်းခြင်းခွန်8ခွန်ပေါင်းခြင်းရတယ်ကျွန်တော်ဒီနေရာမှာပါရတယ်ကျွန်တော်တို့ဒီနော်နှစ်ဆိုပြီးတော့ရတယ်အဲ့ဒီနှစ်ကိုနှက်ခတ်ချိန်နဲ့ကျွန်တော်ဒီမှာပါရတယ်4ကိုပေးပါတယ်အဲ့ဒီ4ဒီပါဖြစ်ရမယ်ဒီမှာရှစ်ကဏ္ဍနှလုံးပေါင်းခြင်းဒီကျွန်တော်တို့က4ဆိုပြီးဆင်ပေးရမယ်လောလောဆင်မှာ4တစ်လုံးပဲရှိတယ်ကျွန်တော်တို့ကနှလုံးပေါင်းခြင်း4ဖြစ်ခြင်းတော့ကျွန်တော်တို့ဒီမှာ3ညတစ်လုံးထည့်ရင်4 3ညပေါင်းခြင်းက4ဆိုတော့ဖြည့်လိုက်တဲ့3ညဒီဒါကျွန်တော်မိတ်ဆွေတွေလာမဲ့တာဒီတရက်9လပိုင်း2026မှာထွက်မဲ့3ဒီရဲ့နောက်ဝေးဖြစ်ပြီအခုဆိုရင်ကျွန်တော်မိတ်ဆွေတွေမြေတွေ့အတိုင်းပဲခွန်ထိတ်စီတက်လေတိုင်း3ညနောက်ပေးဆိုတဲ့ကဏ္ဍကောင်းလေးကတော့ကျွန်တော်မိတ်ဆွေတွေရရှိလာပြီဖြစ်တယ်ဒီကဏ္ဍလေးကိုလည်းကျွန်တော်မိတ်ဆွေတွေကျန်းနေတတ်မယ်ထင်တယ်နောက်ရက်တော့တင်မဲ့ဗီဒီယိုလေးကိုလည်းမိတ်ဆွေတွေဆောင်မျှောကြည့်ရှုဖို့လည်းတောင်းဆိုခြင်းနဲ့တကယ်လို့ကြောင်းမိတ်ဆွေရှင်မလည်းအကောင်းဆုံးကဏ္ဍတွေရှိတယ်ဆိုရင်ချင်းချင်းပြန်လဲမျှဝေသွားလို့ရတယ်ဒီနေ့ကတော့ကျွန်တော်ရဲ့အကြိုက်ဆုံးကိုအကောင်းဆုံးကိုမှအရင်ဆုံးဦးဖြပြလေကြောင်းမိတ်ဆွေတွေကိုတင်ဆက်ပေးလိုက်ဖြစ်တဲ့အတွက်ကျွန်တော်လည်းထပ်တူကြလိမ့်မယ်လို့ထင်တယ်ဒီကနေ့မှာကြောင်းမိတ်ဆွေကျွန်တော်တင်ဆက်ပေးတာကလာမဲ့တာကျွန်တော်တရက်9လပိုင်း2026မှာထွက်မယ်3D အတွက်ကိုကြောင်းမိတ်ဆွေအတွက်အကောင်းဆုံးကဏ္ဍကိုဖန်တီးပေးထားတယ်ထိတ်စည်းလေးကတော့မြင်တွေ့တဲ့အတိုင်းပဲခွန်တစ်လုံးကိုရရှိတယ်အလဲထိုင်းကတော့တစ်ကိုရရှိပြီးနောက်ပိတ်3ညကိုရရှိတယ်ဒါဆိုရင်တော့ဒီမှာမြင်တွေ့တဲ့အတိုင်းပဲခွန်ထိတ်စီတက်လေတိုင်း3
3ညနောက်ပိတ်ဆိုပြီးတော့930သို့မဟုတ်913ကိုရရှိပြီဖြစ်တဲ့အတွက်ထပ်တူကြမယ်လို့ထင်ပါတယ်ကျောင်းဗီဒီယိုလေးဝင်ရောက်ကြည့်ရှုမိတ်ဆွေအားလုံးနဲ့ဒီကနေ့လေးတက်ပေါ့ပါသေးလို့ဆုမကောင်းတောင်းပေးတယ်ကျောင်းဗီဒီယိုလေးဝင်ရောက်ကြည့်ရှုမိတ်ဆွေအားလုံးဒီစိတ်ချမ်းသာကိုယ်ချမ်းသာနဲ့ပြေဆုံးပါသည်စစ်ပေးသဘာဝယောဂဘေးအားလုံးကိုကြော်လာပြီးတော့ဒီကနေ့လေးနဲ့ပေါက်ပြီးတော့9လပိုင်းလေးမှာလူရန်နိုင်ကြပါစေလို့ဆုမကောင်းတောင်းနေပဲကျောင်းဗီဒီယိုလေးကိုကျွန်တော်ဒီလောက်နဲ့ပဲဆုံးသက်ရနာပါတယ်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာအားလုံးပဲကြံပါရှင်လန်းရေးလူဝင်စန္ဒာတွေပြကြပါစေခင်ဗျာ